တော့အမေလေးပြောပါမယ်ရော စိုးပါရင်းမှုရမဟုတ်လဲကျွန်တော်တက်စိတ်မှုလို့စာဖို့ပဲဗာညမမဖြစ်နိုင်တာလို့မဟုတ်လဲတက်စိတ်မှုဖြောလိုက်တော့လို့ကိုဒေတာတက်စိတ်မှုတင်မတင်ဘူးပြန်ခါအဲ့လေကွယ်လည်းမရှိတော့ဘူးတော်လိုင်းလည်းပြီးရောအကျွေးတွေဆက်တော်လိုင်းလည်းဒါတော့မဲ့လောင်းမမဲ့ဒလန်နေတတ်တာမဲ့ပြီးမှပုံမှန်နဲ့ဒလန် ညီကိုချင်းဘုန်းညံအောင်လုပ်ရမှာ မိမလည်းရတော်လိုင်းလည်းပြီး ထပ်တာလည်းပြမိမကတည်းကအဲ့ဒီပူလိုက်ရှိရမှာကျွေးတွေတော့ငါအဲ့ဒါမင်းကဘဲကောင်းလို့ဥဒုတော့မရမှာသူဘုန်းညံအောင်လုပ်သွားပြီငါတို့ဘုန်းညံအောင်မြန်လုပ်ရအောင် ခင်းလိုက်ဆိုင်ကိုခန်းတာကိုတဲကိုတွန်းလဲတယ်ပြောလေလူလိုက်ခန်းတာဒီဘက်တည်းလေးဘက်တည်းလေးလည်းမတိုက်ပါဘူးဘယ်လိုလဲ မင်းမလုပ်ရထွန်းလို့ရအောင်တော့ခင်းကြလားဘာညာအမအသုံးအောင်လူကပါမင်း မြတ်သာဟိုကားတဲ့မှာအုတ်ချီမွေးလာဟိုတယ်ရွာပြိုင်းကြီးဘယ်နဲ့ကောက်တာတဲ့ဟာမရွေးကြီးနေတယ် အလုံးမနာဟာဟုတ်လွယ်လို့ ရောမရဘူးခင်ဗျာမကျိုးတော့သုံးတော့များ ဘာလဲခင်းလို့ဘယ်နဲ့ကောက်တာလေဟုတ်တယ်အမေအကျွေးပေးတယ် အဲ့လိုဖြစ်ကြီး အကျွေးပေးလိုက်တာကိုနေတော့အကျွေးပေးတာလား ဆက်လိုက်လေးငါခဲထားတယ်သူ အကျွေးမလာကလေးလို့ငါလို့ပဒတဲ့တို့တော့ ရွာပြိုင်းကြီးကိုကောက်တာလေအမေရွေးကြီးနေတယ်လေ တဲ့လားအေဗန်နဲ့ထိုးပြီးအသေးဆိုအသေးပုံနဲ့ထား ရိုက်အောင်မမူအဲ့ဟိုအဲ့ဒါကိုအဲ့ရိုက်ထားတဲ့ပုံပရိုဖိုင်ချင်းပြုံမဖြစ်ဘူး အားကြငါတို့ဂျိုးဝေးနေကြ ရင်းကွာငါလိုက်ပေါ်တင်ပြီးအလူကိုခမ်းမလိုက်အောင်ပါကျုံးမတင်နေတဲ့ကျွေးတွေဆက်ရန်ဆိုပြီးတော့အဲ့ဒါလူကြပါဆိုပြီးတော့လာခဲ့ ရင်းမောင် မေးလို့ ရတယ်ငါမှတ်ထားပါဒီစားရုံငါဓာတ်ပုံရိုက်ပြီးတော့အဲ့ဒါ ထက်ပြန်မှာ ကျွန်တော်တို့ပြည်တဲ့ကလည်းမွဲနေပါဗျာလို့ကျွန်တော်မှအကျွေးဆက်လို့ကိုမကြည့်သေးဘူးလို့အပုံနဲ့ရေဘူးလို့ရေဘူးကဘာလို့ဖြစ်တာလဲရေဘူးတင်ပေးတာပြေးရတော်လည်းပြီးမပြီးတော့မသိဘူးတို့လည်းအကျွေးတင်းလိုက်နေပြက်ဘူးပြက်ရင်စားဘူးပြက်တာပြူတာမစားဘူးလေသူပျောက်တာပဲဟုတ်တာ ဟုတ်တယ်ပြောလေတယောက်ပြက်လို့ကိုကတယောက်ပြက်လို့3ယောက်ကြီးပြက်ခံရတယ်နော် တော့မ4ယောက် 4ယောက်ကြီးပြက်ခံရအဲ့ဒါကဘဲကောင်းတော့ကအရာရှိဖြစ်ချင်လို့ဆိုပြီးတတ်တယ်အဲ့ကောင်ခုဖြစ်ချင်သေးလားဘာမလို့မသိဘူးဘဲကောင်းမှမသိဘူးရင်းဖို့သွားပြောထားလေအရာရှိဖြစ်ချင်လို့ဆိုဘယ်နေရာပဲထားတယ် လို့အဲ့ဒါနောက်မှဒါပြီးရရပြီးခဲ့ပြီ။အော်ဘာလို့ပြီးရလဲ။အော်ကြိုက်တယ်။လိုက်ပေါ်တင်းအောင်ပါသူ့ကြီးအကျွေးတွေဆက်အောင်ပါ။အဲ့တော့ဒီအလူငွေဆက်ရပါမထဲလို့ခမရတို့တော်လိုင်းသမားတွေမွဲနေဆိုတာအဲ့ဒါပြက်ကိုပြမှာ။ပြက်ကိုပြမှာမွဲနေဆိုတာ အေး ပြက်ရင်အဘက်နောက်ဘက်နိုင်လည်းမလုပ်ခင်